สวัสดีค่ะยินดีต้อนรับสู่นมัสการเช้าของคริสตจักรไซออนเมียนมาแบปติสต์ค่ะစီအောင်မြန်မာနေချင်းခရင်အသင်းတော်မဟာချိုင်မနနဲ့အာယုံကူကွယ်ကူပြုခြင်းအစီအစဉ်မှာဂျာနာဖို့ရင်အတွက်နှုတ်ကပတ်တမန်ကျမ်းစာတစ်ပိုက်ကိုဖတ်ကြားပါမယ်။ယေရမိအနာဂတိကျမ်းအခန်းကြီး31အငယ်3ထာဝရဘုရားသည်အဝေးကထင်ရှား၍မိန့်တော်မူသည်ကားအကယ်စင်စစ်ထာဝရမြတ်တာနှင့်သင်ကိုငါချစ်၏ထို့ကြောင့်ဂရုဏာကျေးဇူးကိုသင်၌ကြာမြင့်စွာပြ၏ဒီနေ့ယေရမိပရောဖက်ရဲ့တနေ့တော့အခါမှာဘာဘူးလုံဖြီကနေပြီးတော့နှစ်ပေါင်း80ကျွန်းခံရမယ်ဆိုတော့သူကဣတိလလူတွေကိုပရောဖက်ပြုတယ်ပြီးတဲ့အခါကြာလို့ရှိရင်ဘုရားသခင်ဒီနေ့မိမိလူမျိုးတော်ကိုမိမိတို့နေထိုင်ရတိုင်းပြည်ကိုပြန်လည်ပို့ဆောင်မယ်ဆိုတဲ့ဒီနေ့ဂတိတော်ကိုပေးပြီးတော့ prophet ပြုတဲ့ကျမ်းစာလေးတွေမှာထာဝရဘုရားရဲ့သဘောတော်ကိုမိမိရဲ့လူမျိုးတော်များသိရှိစေရန်အတွက်ဒီနေ့ဖော်ပြသောကျမ်းစာလေးပဲဖြစ်ပါတယ်ဒီနေ့ဣသရေလလူမျိုးတော်ဘုရားသခင်ရဲ့လူမျိုးတော်ရဲ့သမိုင်းကိုကြည့်မယ်ဆိုရင်ဂရုပြုမှာနှစ်ပေါင်း400ကျော်သားရှိစဉ်ဆိုရင်430ကျုံခံရတယ်ပြီးနုနဲ့ပြားရည်စီတဲ့ခါနပြည်ကိုယောရှုကလည်းအားဖြင့်ခေါင်းဆောင်မှုအားဖြင့်ဝင်ခွင့်ရပါတယ်ဂရုပြည်ကနေခါနပြည်ကိုရောက်ရှိပြီးဣသေလလူတွေဘုရားသခင်ရဲ့ဂတိတော်ပြည်မှာနေထိုင်ခွင့်ရတယ်ဒီနေ့ရှောလူဒါဝိပြီးရှောလမုန်ဒီဘရင်ပြီးနောက်ပိုင်းမှာယောဘောင်ရေဘောင်လက်ထက်မှာယူဒပြည်ဣသေလပြည်ကိုနှစ်ချမ်းကွဲပြီးတော့တောင်နဲ့မြောက်ကွဲပြီးတော့ဣသေလလူတွေဒီနေ့ဖျားပေါ်မှာတစ္ဆာဖောက်ကြပါတယ်နောက်ဆုံးဒီနေ့ဘာဘူးလုံပြည်မှာကျုံခံရမယ်ဆိုတာကိုဒီနေ့ပရောဖက်ယေရမိအားဖြင့်သိရှိရပြီးတော့ပရောဖက်ပြုပြီးတော့ဒီနေ့ဣသလလူတွေကတော့ကိုယ်တိုင်းပြည်ကိုပြန်ချင်တယ်ဒါမှမဟုတ်လေဘုရားသခင်ကဒီနေ့ဒီတိုင်းပြည်မှာပဲနှစ်ပေါင်း80နေရမယ်ပြီးမှပဲပြင်ရမယ်လို့ပြောတဲ့အခါမှာနှစ်ကျမ်းစကားလေးကဒါပဲဖြစ်ပါတယ်ဘုရားသခင်ကမိမိလူမျိုးတော်တွေကိုဒီနေ့တရားလမ်းထမ်းရှောက်ဖို့သူ့ကိုအားကိုးဖို့ရဲ့အမျိုးမျိုးဒီနေ့နီလန်းအမျိုးမျိုးနဲ့ပြည့်လုပ်တယ်ဒါပေမဲ့ဣသလလူတွေအင်မတန်မှနားကောက်တယ်ဖះပေါ်မှာသစ္စာဖောက်တယ်ဖះနဲ့ပတ်သက်ပြီးယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့ဖောက်ပြန်တယ်လို့အခြားသောအကျင့်စရိုက်နဲ့ပတ်သက်ပြီးလည်းဖောက်ပြန်တာတွေ့ရပါတယ်တိုင်းတစ်ပါးမှာကျွံပြူပြီးတော့ဒီတနေ့ကျရင်ပြန်ရမယ်ကိုယ်တိုင်းပြီးကိုပြန်ရမယ်အဲ့ဒီခါမှာဘုရားသခင်ကထာဝရမြတ်တာနဲ့သင်တို့ကိုငါချစ်တယ်ဆိုတာကိုအဝေးကထင်ရှားပြီးတော့ဖော်ပြတဲ့ကျမ်းစာဖြစ်ပါတယ်ဘုရားသခင်ကကျွန်တော်တို့ကိုတကယ်ချစ်တော်ဒီနေ့ကောင်းကင်ဘုရှင်အဖဖြစ်ပါတယ်ကျွန်တော်တို့ကိုအနာဖြစ်စလို့အနာကိုပြန်စီးပြီးအနာကိုပြောင်းကုပေးရတယ်ဘုရားတပါးသူဖြစ်ပါတယ်တော့ဘုရားမေတ္တာကကျွန်တော်အတွက်အမြဲတမ်းရှိတယ်ထာဝရမေတ္တာနဲ့ကျွန်တော်တို့ကိုချစ်တယ်ဆိုတာကျွန်တော်အတ္တမှာခံစားဖို့ဖြစ်ပါတယ်ကျွန်တော်ကျမတို့မိမိတို့တိုင်းပြည်ဝေးပြီးအခြားတပါးသောပြည်မှာရောက်ရှိနေပြီမလဲဖခင်ကကျွန်တော်တို့ကိုချစ်နေပါတယ်ဒီချစ်ချင်းမေတ္တာကိုကျွန်တော်အတ္တမှာခံစားနိုင်ဖို့ရအတွက်ထာဝရမေတ္တာနဲ့တင့်ကိုငါချစ်တယ်ဆိုတဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အသံကိုသင်တို့တယောက်စီအတ္တမှာနှုတ်ကပတ်တော်ကိုဖတ်ရှုခြင်းအဖြစ်ကြားနိုင်ပါစေဘုရားသခင်ချစ်ချင်းမေတ္တာကိုအတိအကျခံစားရစေပါစေဘုရားသခင်ကြောကျမတို့ကိုအမြဲတမ်းချစ်တော်ကြောင့်ထာဝရမေတ္တာနဲ့ချစ်တော်ကြောင့်ဘုရားကိုကျေးဇူးတင်ပါတယ်ဒီနေ့နေ့ခင်ရဲ့အလင်းရောင်နဲ့သူတန်ရှင်လက်ဆက်သောလေများကိုရှုရှက်ရသောအခွင့်ကိုရရှိတဲ့အတွက်ကျေးဇူးကိုချီးမွမ်းပါတယ်ကျွန်တော်တို့ကိုဆက်လက်ပြီးတော့ဘုရားမေတ္တာနဲ့ချစ်တော်မူပါဘုရားသခင်ရဲ့မေတ္တာအားဖြင့်
နေ့ရဲ့အစဉ်တိုင်းကျွန်တော်တို့အလွတ်လုပ်တဲ့အခါမှာသက်ဆိုင်လန်းရှိတဲ့ဖျားပေးထားတဲ့တာဝန်များကိုထမ်းဆောင်သည့်အခါမှာဖျားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့ဖျားသခင်ရဲ့နာမတော်ကိုအလင်းလင်းပြနိုင်စေဖို့ကျွန်တော်တို့ရဲ့တရားစီအတ္တတာကိုအသုံးပြုတော်မူပါဝိညာဉ်စိတ်ခန္ဓာကိုခွန်အားနဲ့ရစ်ပတ်တော်မူပါဒီနေ့အသင်းတော်မှာရှိတဲ့တကြီးသူတွေလူငယ်တွေမှအစားကလေးသူငယ်အားလုံးကိုကောင်းချီးပေးပါဒီနေ့လုပ်ငန်းခွင်တွေမှာဖျားသခင်မျက်နှာသာပြီးခြင်းကိုခံရစေဖို့မှာစားပါမြန်မာပြည်သူပြည်သားများရှိတဲ့အရာရှိတဲ့နိုင်ငံ၌ဖျားသခင်ရဲ့ကျေးဇူးတော်နဲ့ကောင်းချီးမလားကိုခံစားစေဖို့မှာစားတော်မူပါအခက်အခဲတွေစုံစမ်းခြင်းတွေတွေ့ကြုံနေရှိတဲ့ကိုရှင်သားသမီးများကိုလည်းခံနိုင်ရင်ခွန်အားနဲ့အတူထွတ်မြတ်ရလံကိုပြင်ဆင်ပေးပါနက်နဲ့အချိန်မှနေဝင်မိုးချို့တည်တဲ့အောင်ဘုရားသခင်အတူပါရှိလမ်းပြပါမိကြောင်းသခင်ယေရှုခရစ်တော်ဘုရား၏နာမ၌ဆုတောင်းပါ၏အာမင်အဖဘုရားသခင်မြတ်တာတော်သခင်ယေရှုခရစ်ကျေးဇူးတော်သရှင်သောဝိညာဉ်တော်ဘုရားရဲ့မိသားဖွဲ့ခြင်းသည်ဆက်ဆံနေရှိတဲ့ကြွကြမတို့ရဲ့မိသားစုဆွေမျိုးအသင်းသူတွေသားများမြန်မာပြည်သူပြည်သားများကဘာသူကဘာသားများအားလုံးတို့ပေါ်သို့ယခုမှစ၍ကာလအစဉ်မြဲတက်ရောက်တည်ရှိတည်နေပါစေသောအာမင်